အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကားလေးကတော့ဒိုင်နာပေါ့နောက်တစ်မျိုးတိုအေးလို့လည်းခေါ်ပါတယ်ဒါ spring coin တိုင်းနဲ့ဆင်ထားတဲ့ကားလေးဖြစ်ပါတယ်ဒီကားလေးက frame 80တန်းကွဲထွက်နေလို့ဒီ80တန်းကိုကျွန်တော်တို့ဒါလဲမှာဖြစ်ပါတယ်ဒီကားလေးရဲ့ပြဿနာကဒီ80ခွာဖို့အတွက်ကျွန်တော်တို့ net တွေလျှော့တဲ့အခါမှာ frame ထဲမှာနှာခေါင်းတွေလိုက်လဲတဲ့အတွက်ကျွန်တော်တို့ဒီ frame ကိုခွဲထုတ်ဖို့ကတော့အဆင်မပြေဘူးအဲ့တော့အဲ့ဒီနှာခေါင်းရှိတဲ့နေရာတက်တဲ့ကိုကျွန်တော်တို့ကဒါဖောက်ပြီးတော့ဝရိန်နဲ့လှမ်းဆောင်မယ်ပေါ့ကြာလာတော့နှစ်တွေကြာလာတော့ဒီ frame ထဲမှာနှာခေါင်းတွေက spot တွေပြတ်ပြီးတော့လိုက်လေလာပေါ့အဲ့တော့ဒီကားတွေဖြုတ်ရင်လက်ဝင်နဲ့အချိန်ပေးရတယ်အဲ့တော့ဒီလိုဖောက်ပြီးသွားရင်ကျွန်တော်တို့အထက်ကခေါင်းကိုဝရိန်လှမ်းပြီးတော့စော်ပြီးတော့ဒီ80အတိုင်းကိုခွာချလို့ရတာဖြစ်ပါတယ်အခုလိုပုံစံမျိုးဖောက်ပြီးတော့အထဲကိုကျွန်တော်တို့ကဝရိန်လှမ်းစော်ပြီးတော့ဒါဒီ80အထိုင်ကြီးကိုဖြုတ်ချလို့ရပါတယ်ပြီးတော့ chassis တန်းနဲ့လည်းကတ်နေတဲ့အတွက်ဒါ80ဒီ frame ကိုကျွန်တော်တို့ခွဲထုတ်ပြီးတော့နှာခေါင်းကိုဖမ်းဖို့လည်းမဖြစ်နိုင်ပါဘူးအဲ့တော့အခုလိုဖောက်ပြီးလုပ်တဲ့နည်းကပိုအကောင်းဆုံးဖြစ်ပါတယ်ဒါပေမဲ့အချိန်ပေးရတယ်လက်ဝင်တယ်အဲ့တော့ဒီကားတွေကဖြုတ်မှတက်မယ်ဆိုရင်လည်းတရက်လောက်အချိန်ပေးရပါတယ်ဖြုတ်ကြည့်လိုက်တော့ကျွန်တော်တို့ကပထမ80တန်းလဲမယ်ပေါ့ဒါပေမဲ့ဖြုတ်ကြည့်လိုက်တော့အရန်မဆိုးတဲ့အခြေအနေကြောင့်80တန်းကိုပဲပြန်ပြုတ်ပြင်ပြီးတော့ဝရင်ပြန်ဆောပြန်ပိုးပြီးတော့ဒါပြန်လဲဆော်ပေးဖြစ်ပါတယ်ပထမတော့ဒီကားလေးက80တန်းအထိုင်ဒါလဲမလို့ပေါ့ဒါပေမဲ့ပြန်ပြီးတော့ဝရင်ဆော်သုံးလို့ရတဲ့အနေအထားလေးဖြစ်ပါတယ်ဒါပထမလဲမယ်ဆိုတော့80တန်းအစ်စ်ပုံစံလေးဖြစ်ပါတယ်ခင်ဗျာဒါအားလုံးပြီးလို့ဒါပြန်လဲလုံးပြီးတော့ဒါပြန်လဲတက်ဆင်မဲ့ပုံစံလေးဖြစ်ပါတယ်အဲ့တော့ဒီကားတွေကတော့ကျွန်တော်တို့ကင်းမင်ကားတွေနဲ့ဒီလို butterfly တိုက်ကားတွေကဝယ်အောင်ဈေးကွာတယ်ဆိုတာဒီပြဿနာတွေပါအဓိကကတော့ဒီကားတွေဆိုရင်တက်လို့ဘောချမ်းအနေနဲ့လှုပ်ချက်တွေများတယ်ကင်းမင်ကားဆိုရင်တော့လှုပ်ချက်နေတဲ့အတွက်ဈေးကွာတာဖြစ်ပါတယ်ဒါအားလုံးပြန်လဲတက်ဆင်ပြီးတဲ့အနေအထားလေးဖြစ်ပါတယ်အားလုံးလည်းဘုဟုတ္တရရှိလို့နေကောင်းကျန်းမာကြပါစေခင်ဗျာ